တပည့်ရကြီးမရပဲနဲ့တဲ့တုန်းကရုပ်ရှင်မရရလို့အလကားတချင်းလိုက်ဆိုနေကြရတယ်လို့ပြောအလကားတချင်းဆိုအောင်ဆိုအမှန်ပြောရင်အလူဝဲတောင်မှထက်ကအလကားမဆိုဘူးဆိုတော့သူများအလူလုံနေရကိုအလူဝင်လုပ်လို့ရကို brighter ဝင်လုပ်လို့ရအဲ့လိုမျိုးတောင်တက်အလကားဆိုတာမရှိဘူးအလူပွဲဆိုရင်နေဒီမှာအားလုံးအနုပညာရှင်တို့ပတ်စံပေးပြီးနှုတ်ရချစ်ပေးပြီးငားကြချစ်လွန်အားကြီးလို့အဲ့တော့နေပွဲတွေမှာတခြင်းသွားဆိုတာဒီပြိသက်ရှိမှဆိုလို့ရတတိုင်းပြည်လုံးနှီးပါပြိသက်မတိသေးတဲ့အနုပညာရှင်တွေတခြင်းဆိုဖို့ပွဲမရဘူးရှားတယ်အဲ့လိုဆိုခွင့်ရချင်ကြတဲ့သူပေါ့နော်တချို့ကြတော့လုံးဝမင်းသားမင်းသမီးတည်တဲ့မဆိုဘူးမဆိုတတ်ဘူးမဆိုခြင်းဘူးအဲ့အနုပညာကြီးငါတို့မလို့ခြင်းဘူးမဆိုတဲ့သူတွေလည်းရှိပါတယ်တချို့ကြတော့တမအာစီဝါကိုအလုံးလုံးတဲ့ဘယ်အလုံးနဲ့မဆိုပေါ့နော်တခြင်းဆိုမလားကမလား miss ပြိုင်မလား presenter လုံးမလား live လွှင့်မလားဘလို့အလုပ်ပဲလာလာကိုတမအာစီဝါကိုလုံးနိုင်တဲ့အလုံးမှန်သမျှကိုပြည်သက်နဲ့ထိတွေ့ရတဲ့အနုပညာအလုံးမှန်သမျှကိုဓာတ်လုပ်တယ်ဝေဖန်တဲ့သူတွေကအားလုံးလွတ်လပ်စွာဝေဖန်နိုင်ကြပါတယ်သူတို့ပြည့်လည်းမဟုတ်ဘူးပေါ့နော်ဒါဆိုတယောက်ကြောင့်တယောက်ကိုအဆုံးထိဘယ်သူမှမသိနိုင်ကြဘူးဓာတ်တခြင်းဆိုတဲ့အပိုင်းကိုလည်းသူဘယ်လိုပုံစံမျိုးနဲ့တခြင်းဆိုလဲဘယ်လိုအနုပညာအခြေယူပြီးတခြင်းဆိုလဲဘယ်လိုမျိုးလေးပြည်သက်တွေကဖိတ်ခေါ်လို့ချစ်လို့ကိုကန်လန့်လို့ကိုသွားဆိုလဲဆိုတာကိုလေအတိအကျဝေဖန်တဲ့လူတွေကမသိနိုင်တဲ့အတွက်ကြောင့်မလို့သူတို့လိုရာဆွဲတွေးပြီးတော့သူတို့ comment မှန်းကြတာဆိုတဲ့အခါကျတော့ထပ်အနေနဲ့သူတို့ကြတော့သူ့မှာတော့အပြစ်မမြင်ပါဘူးဒါပေမဲ့လလန်းမိသူတို့အလင်းသိရင်တော့ထပ်ရှင်းပြလိုက်တယ်ပေါ့နော်ပြပြရတယ်ပေါ့ဆိုတော့တခြင်းဆိုတာကအပြစ်တစ်ခုဖြစ်နေရလားပေါ့ဓာတ်ကအမှန်တော့ဒီ moral လုပ်တယ်တရုတ်ဆောင်လုပ်တယ် miss လုပ်တယ်တရုတ်ဆောင်လုပ်တယ်အစင်စင်ပေါ့နော်2010တည်းအဲ2010ရဲ့ model မလုပ်ခင်အရှိမကတခြင်းဆိုတာအစားတာပါအတန်ကောင်းချင်မှကောင်းလိမ့်မယ်ဒါပေမဲ့ဓာတ်ကဖြောပြေးရဖြောပြေးတဲ့ entertainer တယောက်အနေနဲ့ကိုဒီပွဲမှာကိုကြိုက်နေတဲ့လို့ဒီပွဲရှင်ကကျင်းတယ်လို့ထိုက်တဲ့အနုပညာကြီးပြီးဓာတ်ကိုခေါ်ရင်ဓာတ်က entertainment အနေနဲ့တခြင်းဆိုတယ်ဖြောပြေးတယ်တင်းနဲ့ဖြောပြေးမှုမျိုးနဲ့ဓာတ်လိုက်ဖတ်တဲ့ဖြောပြေးမှုမျိုးနဲ့ဓာတ်ဖြောပြေးဒါဒီထက်အတွက်အမားလောက်တာမဟုတ်သလိုအပြစ်လောက်တာလည်းမဟုတ်ဘူးနှစ်ဦးနှစ်ဖက်ချင်းနဲ့ပြီးတော့ဓာတ်တို့အလုပ်လုပ်ကြရတယ်ပေါ့နော်အနုပညာအလုပ်တစ်ခုဓာတ်လုပ်ကြရပေါ့အဲ့တော့ဓာတ်ရင်တော့ဆိုမင်္ဂလာဆောင်ပွဲတွေကြောင်းကပွဲတွေအဲ့လိုမျိုးတွေမှာအရင်တော့မှပါတယ်တခြင်းလေးတွေဆိုတယ်အဲ့ရနေမှဓာတ် model လုပ်တဲ့လမ်းကြောင်းပေါ်ရောက်လာတယ် miss လုပ်တယ်တရုပ်ဆောင်လုပ်တယ်ပြီးတော့တရုပ်ဆောင်ဖြစ်သွားပြီဆိုတဲ့အခါကြလို့ရှိရင်နယ်မြို့လေးတွေမှာကောတချို့ရန်ကုန်မှာပဲဖြစ်ဖြစ်ပေါ့နော်ပရိသတ်တွေကမင်းသမီးမို့လို့အတန်ကောင်းကောင်းမကောင်းကောင်းချစ်လို့ဆိုပြီးတခြင်းခေါ်ဆိုကြတာဟိုးအစဉ်အဆက်လွန်ခဲ့သောခေတ်တွေများစွာတွေကမင်းသမီးတွေတခြင်းဆိုကြတယ်မင်းသားတွေတခြင်းဆိုကြတယ်အဆိုတော်မှမဟုတ်ဘူးပေါ့အဆိုတော်တွေကတော့ professional သူတို့ရဲ့ professional ကြီးတစ်ခုနဲ့ဆိုကြတယ်လို့တရုပ်ဆောင်မင်းသားမင်းသမီးတွေကလည်းမင်းသားမင်းသမီးဆိုတဲ့သူတို့တိဆောက်လာတဲ့ branding အရာသူတို့မှာရှိတဲ့ပရိသတ်ရဲ့ချစ်ခင်အားပေးမှုပေါ့နော်အရာသူတို့ရရှိတဲ့အနုပညာကြီးဆိုတာလည်းသူတို့တည်တတ်ရှိတယ်တချို့မင်းသားမင်းသမီးကြီးဆိုတော့တချို့ဆိုရိုရီထက်တော့မှပို့ပြီးတော့အနုပညာကြီးအရာတွေလည်းရှိတယ်အဲ့တော့အနုပညာကြီးမရပဲနဲ့တဲ့တုန်းကရုပ်ရှင်မရရလို့အလကားတချင်းလိုက်ဆိုနေကြရတယ်လို့ပြောအလကားတချင်းဆိုအောင်ဆိုအမှန်ပြောရင်အလူဝဲတောင်မှထက်ကအလကားမဆိုဘူးဆိုတော့သူများအလူလုံနေရကိုအလူဝင်လုပ်လို့ရကို brighter ဝင်လုပ်လို့ရအဲ့လိုမျိုးတောင်တက်အလကားဆိုတာမရှိဘူးအလူပွဲဆိုရင်နေဒီမှာအားလုံးအနုပညာရှင်တို့ပတ်စံပေးပြီးနှုတ်ရချစ်ပေးပြီးငားကြချစ်လွန်အားကြီးလို့အဲ့တော့နေပွဲတွေမှာတခြင်းသွားဆိုတာဒီပြိသက်ရှိမှဆိုလို့ရတတိုင်းပြည်လုံးနှီးပါပြိသက်မတိသေးတဲ့အနုပညာရှင်တွေတခြင်းဆိုဖို့ပွဲမရဘူးရှားတယ်အဲ့လိုဆိုခွင့်ရချင်ကြတဲ့သူပေါ့နော်တချို့ကြတော့လုံးဝမင်းသားမင်းသမီးတည်တဲ့မဆိုဘူးမဆိုတတ်ဘူးမဆိုခြင်းဘူးအဲ့အနုပညာကြီးငါတို့မလို့ခြင်းဘူးမဆိုတဲ့သူတွေလည်းရှိပါတယ်တချို့ကြတော့တမအာစီဝါကိုအလုံးလုံးတဲ့ဘယ်အလုံးနဲ့မဆိုပေါ့နော်တခြင်းဆိုမလားကမလား miss ပြိုင်မလား presenter လုံးမလား live လွှင့်မလားဘလို့အလုပ်ပဲလာလာကိုတမအာစီဝါကိုလုံးနိုင်တဲ့အလုံးမှန်သမျှကိုပြည်သက်နဲ့ထိတွေ့ရတဲ့အနုပညာအလုံးမှန်သမျှကိုဓာတ်လုပ်တယ်ဓာတ်ပစံရှာတယ်ဓာတ်ထောက်ပံ့ရတဲ့သူတွေရှိတယ်ဓာတ်အနာဂတ်အတွက်ဓာတ်စုရတာရှိတယ်အဲ့အတွက်ဓာတ်လိုအပ်လို့ဓာတ်တမစီဝါကြအနုပညာအလုံးမှန်သမျှဓာတ်အကုန်လုပ်တယ်အဲအကြောင်းမလို့ဓာတ်တခြင်းဆိုလဲဆိုရပေါ့နော်ဒါပေမဲ့တန်ကြီးနဲ့ကိုချစ်လို့
ခေါ်တဲ့ပြည်သက်တွေရှိရဲ့မြို့ထက်ဆိုတာဖြစ်ပါတယ်ပြောချင်တာကတော့အဲ့ချိန်မှာအမျိုးကအဲ့အောက်ကပြည်သက်တွေကမြို့သေးလို့ပြည်သက်နေခြင်းနဲ့ပဲမြို့ကြီးလို့ပြည်သက်များခြင်းများမယ်ဒါကတော့မတူဘူးပေါ့နော်ကိုအလူပွဲ private မို့လို့ကိုဖိတ်ထားတဲ့လူလောက်ပဲပြည်သက်နေခြင်းနဲ့ပဲဆိုရင်ဆိုမယ်ဒါကတော့မြို့ခံပေါ်မူတည်ရပေါ့အဲ့လိုပုံမှာလဲ comment တွေအမျိုးစုံလာတာရှိရပေါ့နော်ပြီးတော့ကိုကတော့ကို activity လေးပြည်သက်ကိုတည်အောင်လို့ TikTok မှာတင်တယ်ဟိုပြည်သက်တွေကိုယ်တိုင်လည်းသူတို့ TikTok မှာသူတို့တင်ကြတယ်ဒါကတော့လွတ်လပ်ခွင့်ပေါ့ထက်တာစီတာမရှိပါဘူးဒီကချစ်လို့ဖိတ်ပေးတဲ့ပြည်သက်တွေအားလုံးကျေးဇူးတင်ပါတယ်အခုလည်းထပ်ပြီးတော့အခုလာမယ့်ရှေ့လာမှာဆိုလို့ရှိရင်နန်တော့ဘက်မှာတွားပြီးတော့ဆိုဖို့ရှိရပေါ့နော်ဟုတ်ဆက်ပြီးလည်းတချင်းဆိုနေအောင်ပါပဲအတမကောင်းဆိုလို့ရှိရင်လည်းကောင်းသလိုလေးချစ်လို့မျက်နှာလေးကြည့်ပြီးနားထောင်ချင်းလို့ဆိုပြီးခေါ်တဲ့ပြည်သက်တွေအတွက်ကတော့ဒါကတော့ဒီမျက်နှာလေးနဲ့ချစ်နေသမျှတွားနေအောင်ပါ